သားတို့သူမျိုးအားလုံးမင်္ဂလာပါနော်ဆ amm ရဲ့ group လေးတဲ့မှာလေးလာပြီးတော့တင်ယူနေတဲ့ဒါတာမီမီလေးတွေကိုမမေတွေလေးလာသူတွေပေါ့နော်အားလုံးအတွက်ဆ amm က KG နဲ့ G1 ဒါတာမီမီလေးတွေကိုဆက်လုပ်ပြီးတော့ဒီဗီဒီယိုလေးကိုတင်ပေးလိုက်ပါတယ်ရှင် KG မမေတွေ KG လေးလာသူတွေပြီးရင် KG ဒါတာမီမီလေးတွေပြီးတော့G1 ဒါတာမီမီလေးတွေအတွက်ဆက်ပြီးတော့ဆ amm ကဝါလုံးကြပြားလေးကနေပြီးတော့မှG1 စာလေးကိုဆက်ထားတာဖြစ်ပါတယ်နော်ဒါကြောင့်ဒီဗီဒီယိုလေးကိုကြည့်ပြီးG1 ရော KG ရောအတွက်လေးလာနေတဲ့မိမိတွေအတွက်အသုံးဝင်ပါစေလို့ဆ amm ကဆုတောင်းပေးပါတယ်နော်အားလုံးပဲမင်္ဂလာပါရှင်ဒီကြပြားလေးကတော့ဝါလုံးကြပြားလေးပါနော်တသားမိမိလေးတွေဝါလုံးလေးကဘယ်လိုလေးလဲချစ်စရာကောင်းတဲ့ဝါလုံးလေးဝါလုံးဖိုးဝါလုံးချစ်စရာလေးဖိုးဝါလုံးချူချူပြုံးတဲ့ဝါလုံးရဲ့ဝိုင်းဝိုင်းကလေးရေးပါမယ်ဒါတို့သူတို့ရဲ့မျက်နှာလေးတွေကလည်းချူချူပြုံးပြုံးတဲ့ဝါလုံးလေးလိုပဲဝိုင်းဝိုင်းလေးရေးကြမယ်နော်မဝိုင်းမှုဆိုရင်တော့ဒါတို့သမီးတို့မျက်နှာလေးကပိတ်ရွှေဖြစ်နေမှာပေါ့မဝိုင်းရင်မလာဘူးเนาะဒါကြောင့်ဝါလုံးလေးကိုဘယ်လိုရေးမလဲပြုံးပြုံးရွှေရွှေဝါလုံးပုံနဲ့လေးဝိုင်းဝိုင်းကလေးရေးကြရအောင်เนาะကဲသူကြည့်ပါအောင်ဝါလုံးဖိုးဝါလုံးချစ်စရာလေးဖိုးဝါလုံးချူချူပြုံးတဲ့ဝါလုံးရဲ့ဝိုင်းဝိုင်းကလေးရေးပါမယ်ဟုတ်ပါပြီအောက်ကနေညာကိုဆွဲဝိုင်းရင်ဝါလုံးပဲအောက်ကနေညာကိုဆွဲဝိုင်းရင်ဝါလုံးပဲသူတွေကဘယ်လိုဆိုလို့ရလဲအောက်ကနေညာကိုဆွဲဝိုင်းရင်ဝါလုံးပဲမဝိုင်းရင်တော့ပိန်ရှူဝိုင်းရင်တော့ဝါလုံးမဝိုင်းရင်တော့ပိန်ရှူကဲအောက်ကနေညာကိုဆွဲဝိုင်းရင်ဝါလုံးပဲဒီဝါလုံးကြပြားလေးကိုဒါတို့သမီးတို့ဆိုပြီးတဲ့အခါမှာဆ amm ကဝါလုံးနဲ့ပတ်သက်တဲ့စာလေးပြမယ်နော်ဝါလုံးဆိုရင်ဝါလုံးနာမည်လေးတို့ကဝါလုံးနာမည်လေးတွေကြည့်ရအောင်ဝါလုံးနဲ့ဆက်ပြီးဝါလုံးနာမည်လေးတွေဒါဆိုရင်ဆ amm ကြီးဒေါက်တာပြင်းမျှဝေထားတဲ့လက်ဆောင်ပို့ထားတဲ့ပစ္စည်းလေးတွေပါဒါလေးတွေနဲ့အိမ်မှာရှိတဲ့စာတင်သားမမီတွေလည်းပြင်လို့ online ကသားမမီလေးတွေကိုလည်းမျှဝေပေးတာပါနော်ဝါလုံးနဲ့ဆက်ပြီးဒီကောင်လေးနာမည်ကဝက်ကလေးရဲ့နာမည်ကိုဝါလုံးနဲ့ရေးတယ်ဟုတ်ပါပြီဒါလေးကအဲ့လိုကွန်းဝါကွန်းလို့ခေါ်တယ်နော်ဝါပါတယ်သူကဝါကွန်းလေးကိုလည်းဝါလုံးနဲ့ရေးတယ်ဟုတ်ပြီဒါလေးကဘာပင်လဲဝါပင်လေးရဲ့အမည်ကိုလည်းဝါလုံးနဲ့ရေးတယ်တက်ကောင်လေးကဝင်ပလွေလေးရဲ့အမည်ကိုလည်းဝါလုံးနဲ့ရေးတယ်ဒီအရာလေးကဝါလခုံလေးရဲ့မြေကလည်းဝါလုံးနဲ့ရေးတယ်ဒါဆိုဝါလုံးနဲ့ရေးတဲ့အခြားသားမမီသိတဲ့နာမည်လေးတွေဆ amm ကိုကွန်မန့်မှာပြောခဲ့ပေးပါနော်ဒါတို့သမီးတို့ထဲမှာလည်းဝါလုံးနာမည်လေးပါတဲ့သားမမီလေးတွေရှိရင်မေမေတွေရှိရင်ဆ amm ရဲ့ကွန်မန့်ထဲမှာကိုယ့်ရဲ့နာမည်လေးဝါလုံးလေးပါရင်ပြောခဲ့ပေးပါနော်ဥပမာဆိုရင်ကောင်မလေးနာမည်လေးကဝါဝါပေါ့ဒီမှာသမီးတို့သားတို့ထဲမှာသမီးလေးတစ်ယောက်နာမည်ကဝါဝါသားလေးတစ်ယောက်နာမည်ကပါလဲဆိုရင်ဆ amm ရဲ့ KG သားလေးထဲမှာဆိုရင်သားဝင်းထုဦးလို့ရှိတယ်ဝင်းထုဦးသားတို့ငယ်ချင်းဝင်းထုဦးရဲ့နာမည်ကဝါလုံးလေးနဲ့ရေးတယ်လို့ဆ amm ကပြောပြတယ်အားလုံးပဲမင်္ဂလာပါဆ amm နာမည်ကတော့ဆ amm ဒေါ်လေးဆန္ဒပြဖြစ်ပါတယ်ရှင် KG ဆ amm လေးပါနော်မြန်မာစာဆ amm လေးပါဆ amm နောက်ထပ်မြန်မာစာ KG နဲ့ဆက်ဆက်တဲ့ G1 လေးကိုလည်းဆ amm ဆက်ပြီးတော့ညှဝေပေးပါမယ်နောက်ဗီဒီယိုလေးကိုကြည့်ကြရအောင်နော်အားလုံးပဲမင်္ဂလာပါရှင်